သေးစားနဲ့အလတ်စားလုပ်ငန်းရှင်တွေတတိပြုတင်တဲ့ digital marketing ဆိုင်ရာအမှား၅ခုကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဘက်ခေတ်မှာ AI တွေကလည်းတောက်လျှောက်ပေါ်နေရဲ့နည်းပညာအသစ်တွေကလည်းတောက်လျှောက်ပေါ်နေရဲ့အခုပဲ AI သင်တန်းတွေတွားပြေးတက်ရတော့မလို့ကျွန်တော်တို့ agency ပဲအပ်လိုက်ရတော့မလို့ freelancer ကိုပဲအပ်ကတော့မလို့ digital marketing နဲ့ပတ်သက်ရင်ကိုယ့်ရဲ့လုပ်ငန်းကြီးတစ်ခုလုံး AI automation တွေပဲလုပ်ကတော့မလို့ဟိုလိုဟာလိုဒီဟာလိုနဲ့ကျွန်တော်တို့ကဒါမဲ့အခြေခံကြတဲ့အချက်တွေကိုတော့မေ့နေလေးရှိရဲ့အဲ့အခြေခံကြတဲ့အချက်တွေကိုဒီနေ့ပြောသွားမှာဖြစ်ပါတယ်နံပါတ်1ကကျွန်တော်တို့ဒီ consistency ရှိဖို့ပေါ့ဒီအပိုင်း boosting တွေပါကျွန်တော်တို့ကလှုပ်ထားရဲဆိုလို့ရှိရင်ကျွန်တော်စိတ်ကတိတ်မရှိဘူးဗျာစိတ်ကတိတ်မရှိဘူးဆို result ကချက်ချင်းမြင်ကျင်တာဗျာဒီလားဟို page တစ်ခုစထောင်မယ်ဒီနေ့မှစပြီးတော့ post တွေထင်မယ်ဒါပေမဲ့ကျွန်တော်တို့ကဒီနေ့ချက်ချင်းကို result ကိုရကျင်တယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ဖြစ်ချင်တယ် consistency ရှိဖို့ဆိုပြီးတော့ကျွန်တော်တို့ AI ကို content တွေကိုတရက်တစ်ခုရေးခိုင်း design တွေကိုတရက်တစ်ခုလုပ်ခိုင်းပြီးတော့နေတိုင်းတင်နေဖို့လည်းပြောချင်တာမဟုတ်ဘူးဗျာအခုရဲ့လုပ်ငန်းပေါ်မူတည်ပြီးတော့ဒီလမှာဒီ budget ကိုသုံးမယ်ဒီလမှာကျွန်တော်တို့ကဒီ content တွေကိုဒီအရေးအတွက်ပေါ့အရေးအတွက်တစ်ခုခုသတ်မှတ်ထားပြီးတော့တင်မယ်ဆိုပြီးတော့ဆုံးဖြတ်ထားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ကိုယ်တိုင်ရော consistency ရှိနဲ့လုပ်နိုင်လားလုပ်ငန်းကိုစလိုက်ပြီးရနဲ့ကျွန်တော်တို့က result တစ်ခုကိုကျွန်တော်တို့စိတ်ရှည်လက်ရှည်နဲ့စောင့်နိုင်လားအဲ့အချက်ဒီပုံမှာမူတည်တယ်ဆိုဒီလုပ်ငန်းကအသစ်စလိုက်တယ်မနေ့ဖြန်ကို branding ရပြီးတော့တပတ်ခါကို customer အများကြီးကြာလာမှာမျိုးမဟုတ်ဘူးဗျာဆိုတော့ဒီနေ့မှာလုပ်ငန်းစတယ်ဆိုတော့ကျွန်တော်တို့တစ်လဖြစ်စီ2လဖြစ်စီ3လဖြစ်စီကိုယ့်ရဲ့လုပ်ငန်းကတောက်လျှောက်ကိုဒီ audience နဲ့ထိတွေ့ပြီးတော့ဒီကိုပြစ်မှတ်ထားခြင်းနဲ့ကိုတက်ကတ်ထားခြင်းနဲ့ audience ကိုအမြဲဒီ post တွေကိုပြနေမယ်ဆိုလို့ရှိရင်ဒါအချိန်အတိုင်းအတာတစ်ခုရမယ် branding ကဖြစ်လာမှာဗျာဆိုတော့ branding ဆိုတာလည်းအဲ့ဒါပဲဗျာbranding ဆိုတာအဲ့လိုမြင်နေရတဲ့အရာမျိုးတော့မဟုတ်ဒါပေမဲ့ဒီ brand လို့ပြောလိုက်တာနဲ့လူတွေကသိရဒီ brand လို့ပြောလိုက်ဒီ brand ကသိရဒီဟာဒီလိုအရသာရှိပါလားဒီဟာဒီလိုစားလို့ကောင်းပါလားဒီဟာဒီလိုဝန်ဆောင်မှုရှိပါလားဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကစောင့်ဖို့လိုတယ်ဆိုတော့အချိန်တိုင်းတာတစ်ခုကိုကျွန်တော်တို့စောင့်ဖို့လိုတယ်လို့ consistency ရှိဖို့လည်းလိုတယ်နံပါတ်1အချက်ကဆိုတော့နံပါတ်2အချက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကခုမှအသစ်စပေးမယ်ရှေ့ကိုမရောက်တော့ဘူးဘာဖြစ်လို့လဲဆိုရင် तू ကဒီ perfect ဖြစ်တဲ့ဟာကိုအမြဲလိုချင်နေတာဗျာတကယ်တမ်းကျရင်တော့ဒီဘယ် digital marketing plan ကမှ perfect ဖြစ်နေတာမျိုးဆိုတာမရှိဘူးအရင်ဆုံးလုပ်ကြည့်လိုက်တယ်ပြီးရင်စမ်းသပ်မယ်စမ်းကြည့်လိုက်လို့ရလက်တစ်ခုထွက်လာပြီဆိုလို့ရှိရင်အဲ့ရလက်ကိုကျွန်တော်တို့ကဘလို့ပိုကောင်းအောင်လုပ်မလဲဆိုတာကိုအမြဲကြံစနေရတာမျိုးဗျာဆိုတော့ကျွန်တော်တို့ကဒီ ads campaign တစ်ခုပဲဖြစ်ဖြစ်ဒီကျွန်တော်တို့ကကြော်ညာတွေပဲဖြစ်ဖြစ်လှုပ်ကြည့်လိုက်မယ်လှုပ်ကြည့်လိုက်လို့ result တစ်ခုထွက်လာမယ်ထွက်လာတဲ့ဟာကိုကျွန်တော်တို့ကကြည့်ပြီးတော့နောက်လမှာဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတာအမြဲစဉ်းစားနေရမှာဗျာဆိုတော့အဲ့ဒါမှပိုကောင်းမှာဆိုတော့ creative နဲ့ပတ်သက်ပြီးတော့လို့ feedback တွေကိုကျွန်တော်တို့က detailing ကိုအရင်ပေးနေဖို့မလို့တော်ရုံဟောင်းလွှတ်လိုက်အမှားမပါဘူးတဲ့ brand ဆိုတာလုံးဝရှိရောမရှိဘူးဆိုတော့တော်ရုံဟောင်းလွှတ်ကြည့်လိုက်စမ်းကြည့်လိုက်ပြီးမှရလာဒီဆိုတော့မှလက်ခံလိုက်ပေါ့ဒါမှကျွန်တော်တို့စတင်ကြရဗျာစလှုပ်ထဲကနေပြီးတော့ပြည့်စုံတဲ့ plan တစ်ခုနဲ့ပြည့်စုံတဲ့ဒီ visual တွေနဲ့ပြည့်စုံတဲ့ဒီ media buying plan နဲ့တွားပြီးတော့ run မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရှေ့ကိုရောက်တော့မှာမဟုတ်ဘူးကျွန်တော်အမှားတွေကနေလေတင်ယူဖို့ကိုကြောက်နေဖို့လုံးဝမလိုဘူးကျွန်တော်တို့ကစမ်းကြည့်မယ်လုပ်ကြည့်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကမှားပါပဲဗျာမှားပြန်လိုက်ဒါမှမဟုတ်လို့ပိုကောင်းအောင်လုပ်လိုက်အဲ့လိုပုံစံမျိုးနဲ့ပဲသွားလို့ရမယ်နံပါတ်3တစ်ချက်ကကြတော့တန်ရာတန်ကြီးပြီးပြီးတော့မသုံးချင်တာမျိုးရှိတတ်တယ်။တန်းတစ်ယောက်လောက်ကိုခံထားလိုက်ပြီးတော့အဲ့ဝန်ထမ်းကိုပဲကျွန်တော်တို့ကအစုံတုပ်လုပ်ခိုင်းတာမျိုးဟိုမှာကိုနဲ့ရေးတာဒီဇိုင်းဆွဲတာနေစပြီးတော့ဗီဒီယိုရိုက်တာပြီးရင်တဲလန့်လုပ်တာပြီးရင်ဗာကြံဦးလဲဗီဒီယို edit တွေလုပ်တာပြီးရင်ကြော်ညာပြန်ဖြေဟိုမှာကိုကြော်ညာပြထားလိုက်တဲ့ဟာတွေကိုပြန်ဖြေခိုင်းတာပေါ့ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကဈေးနှုန်းကို short ချချင်တာမျိုးကိုစဉ်းစားလေးရှိတယ်။ဒါပေမဲ့တကယ်တမ်းစဉ်းစားကြည့်။ဒါပိုင်း budget ဆိုလို့ရှိရင်လည်း3သိန်းလောက်သုံးရမယ်။ creative အတွက် budget ဆိုလို့ရှိရင်လည်း3သိန်းလောက်သုံးရမယ်။ strategy ဘိုင်းနဲ့ပတ်သက်ရင်လည်းကိုကနေပြီးတော့ choice တဲ့သူတွေစီကနေပြီးတော့အကြံယူသိရင်ယူရမယ်။ဆိုတော့အဲ့ဒါဒီမှာဆိုတော့တန်ရာတန်ကြီးမှမသုံးဘူးဆိုလို့ရှိရင်လုပ်ငန်းကဆက်ချင်းတွေကအဆင်ပြေမှာမဟုတ်ဘူး။ဆိုတော့နံပါတ်3အချက်အနေနဲ့ဆိုလို့ရှိရင်ကိုချတဲ့ဟာကို pricing ကိုဥမာဟိုအရင်များနေရမျိုးလည်းမဟုတ်ဘူးဗျာအရင်နည်းပဲသုံးပါလို့လည်းပြောရမျိုးလည်းမဟုတ်ဘူးဗျာဆိုတော့ဟိုထိုက်တဲ့လောက်ကျွန်တော်တို့ကသုံးဖို့လိုတယ်ဆိုတော့နောက်တစ်ချက်ကနံပါတ်4အချက်ကကြာရင်တော့ကျွန်တော်တို့က plan မရှိရ plan ကဘာ plan မရှိရလဲဆိုရင်ဒီ marketing creative briefing တို့ပြီးရင်ကျွန်တော် social media strategy တို့ပြီးရင်ကျွန်တော် content plan တို့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကမရှိရဆိုတော့အဲ့ဒါကြီးအရေးကြီးရဘာလို့အရေးကြီးရလဲဆိုတော့ပြောပြကျွန်တော်ဒီ marketing creative briefing တခုမှကျွန်တော်တို့ကဘာပါလဲဆိုလို့ရှိရင်ကျွန်တော်ဒီ plan ကိုမလုပ်ခင်မှာကျွန်တော်တို့ရဲ့ audience တွေကကျွန်တော်တို့ရဲ့ brand ကိုဘယ်လိုမြင်နေတယ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ brand လို့ပြောလိုက်တာ ਨੇ ကိုယ့်ရဲ့ဝယ်ယူစားသုံးမဲ့ audience ကကိုယ့်ရဲ့ customer ကကိုယ့်ရဲ့ client ကနေပြီးတော့ကိုယ်ဘယ်လိုမြင်လဲဆိုတော့ဒီ branding နဲ့သက်ဆိုင်တဲ့ဒီ brand positioning statement တွေ
အဲ့ဒီဟာတွေကိုကျွန်တော်တို့ကတခုမှစီစဉ်မထားခဲ့ဘူးဆိုလို့ရှိရင်ဟို customer မျိုးကိုပြစ်မှာလေနော် customer တွေကအများကြီးပဲဗျာအဲ့ customer တွေအကုန်လုံးကိုပြစ်ဖို့ဆိုတော့ကျွန်တော်တို့မဖြစ်နိုင်ဘူးကိုယ့်ရဲ့ customer ကိုတက်ကတ်ထားတဲ့ကိုလုပ်ငန်းကနေတက်ကတ်ထားတဲ့ customer တွေကိုကျွန်တော်တို့ကနေပြန်ပြီးတော့ဆွဲထုတ်ကြတယ်အဲ့ဒါကိုကျွန်တော်တို့တက်ကတ် customer လို့ခေါ်တယ်ဆိုတော့အဲ့တက်ကတ်ထားတဲ့ customer တွေတယောက်ချင်းစီတိုင်းမှာလည်းဒီသူ့ရဲ့ personal trait တွေကမတူဘူးဗျာဆိုတော့သူ့ရဲ့ဟိုဘယ်လိုပြောမလဲအလုပ်အကိုင်းတွေသူ့ရဲ့စိတ်ဝင်စားရအကြောင်းချင်းရာတွေသူ့ရဲ့အသက်အရွယ်တွေအဲ့ဒီ category ကမတူတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က sample အနေနဲ့လူတစ်ယောက်ကိုဆွဲထုတ်ပြီးတော့ကျွန်တော်တို့က plan ရေးထားတဲ့ဟာကို buyer persona တိစောက်တယ်လို့ခေါ်တယ်ဆိုတော့ buyer persona လည်းမရှိဘူး creative briefing ကလည်းမရှိဘူး plan ဆိုတာကျွန်တော်တို့ကဟိုမှာဗျာကားတာယာကိုကရောင်းမယ်ဆိုလို့ရှိရင်ကားတာယာဝယ်သုံးမှာဟိုမှာတက်စီဆရာလားဗျာတက်စီဆရာလားဒါမှမဟုတ်အဲ့လိုကိုပိုင်ကားပိုင်တဲ့လူတွေလားဆိုတော့တက်စီဆရာရဲ့ personal trait ကသူ့ရဲ့ buyer persona ကတစ်မျိုးဗျာဟိုဆိုတော့တက်စီဆရာတွေကိုကျွန်တော်တို့ကသူတို့နားလည်မယ် content plan တွေကိုဘယ်လိုဆွဲကြမလဲကားကြီးမောင်းတဲ့လူလားကုန်ကားကြီးမောင်းတဲ့သူဆိုလို့ရှိရင်သူတို့စိတ်ဝင်စားမယ် content plan တွေကိုကျွန်တော်ဘယ်လိုရေးကြမလဲsocial media strategy မရှိရ social media strategy ဆိုတာဘာလဲဆိုရင်ကိုယ့်ရဲ့ web user သုံးမဲ့သူက online မှာကိုယ့်ရဲ့ brand ကိုတွေ့တဲ့အချိန်ကနေစပြီးတော့နောက်ဆုံးသူဝယ်သွားတဲ့အထိကို online မှာ तू ကဘာတွေလုပ်မှာလဲ तू review တွေ like ဖတ်မှာလားအခြားလူတွေပြောထားတဲ့ဟာတွေ like ဖတ်မှာလားပြီးရင်အခြား brand တစ်ခုခုနဲ့ရှင်ကြည့်မှာလားဘာကြောင့်မလို့ငါ့ရဲ့ brand ကိုဝယ်တင်တာလဲဆိုတော့သူရဲ့ဒီ online ကနေပြီးတော့ online တောက်လျှောက်မှာကိုယ့်ရဲ့ brand ကိုစတင်ထိတွေ့နေတဲ့အချိန်တောက်လျှောက်အတွင်းမှာကိုကနေပြီးတော့ဘာတွေလုပ်မှာလဲဆိုတော့ social media strategy ပြပြီးရင်ကိုပြတ်မှတ်ထားခြင်းနဲ့ဒီ customer အုပ်စုကဘယ်လို group တွေကိုစိတ်ဝင်စားတာလဲသူတို့ influence ဖြစ်နေတဲ့သူတွေကဘယ်သူတွေလဲကိုယ့်ရဲ့ပြိုင်ဘက်ကရောဘယ်လို content category တွေ content topic တွေနဲ့အကြောင်းအရာတွေ content အကြောင်းအရာတွေကိုတင်နေတာလဲဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့က like ပြီးတော့လေ့လာဖို့အတွက်တေချာစနစ်ကျထုတ်လုပ်ထားတဲ့ဒီ social media strategy တစ်ခုရှိဖို့လိုတယ်ဗျာအဲ့ဒါမှ brand ကနေပြီးတော့ဒါ guideline လည်းရှိရယ် strategy လည်းရှိရယ်ဆိုမှတေချာဥတီရာကိုသွားနိုင်ပါဗျာမဟုတ်ရင်ဟိုသွားလိုက်ဒီသွားလိုက်နဲ့အဲ့လိုရမ်းသွားနေတဲ့ဟာမျိုးပဲဖြစ်မှာဗျာဆိုတော့နံပါတ်၄အချက်ကတော့အဲ့ဒါဒီဆိုနံပါတ်5အချက်ကကျရင် AI နဲ့အရာရာကိုလောက်ကင်လို့ရမယ်ထင်လာတာဒီ AI သင်တန်းတွေကလည်းအရန်များလာတာအဲ့သင်တန်းတွေကိုယ်တိုင်ကလည်းအဲ့လိုမျိုးဒီ YouTube တို့ဒီအခြား website တွေကနေပြီးတော့ prompt တွေကို prompt ဆိုတာကျွန်တော် AI ကိုခိုင်းဖို့အတွက်ရေးရတဲ့စာကြောင်းဗျာအဲ့ prompt တွေကိုကျွန်တော်တို့က prompt ရေးနည်းသင်တန်းတွေကိုဈေးကြီးကြီးနဲ့ပေးပြီးတော့ဖွင့်လာတာအဲ့လိုသင်တန်းတွေတက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကို branding မရှိဘဲနဲ့AI ကိုအကုန်အစအဆုံးကြော်ညာတွေဆွဲခိုင်း content တွေရေးခိုင်းပြီးတော့တရက်တစ်ပုတ်တင်နေရအဲ့ဒါမျိုးတွေတွေ့လာရတယ်ဆိုတော့အဲ့ဒါလုံးဝအဆင်မပြေဘူးလူသားတွေမှာဒါလူလုပ်ထားတာမဟုတ်ဘူး AI ကလုပ်ထားတဲ့ဟာဆိုတဲ့ဟာကိုသိရဲပြီးရင် branding ကို AI ကလုပ်ထားတဲ့ content တွေ AI ကလုပ်ထားတဲ့ design တွေနဲ့ကျွန်တော်တို့က branding ယူလို့မရဘူးဆိုတော့ဥပမာပြထားပါတော့ digital product ရောင်းလို့ကိုရောင်းနေတဲ့ product ကို AI ကိုကအလုပ်များလို့ဥမာ automation setup လုပ်ပြီးတော့ပြန်ဖြည့်ခိုင်းတာလောက် message တွေကိုပြန်ခိုင်းတာလောက်ကအဆင်ပြေရဲ့ဗျာအဲ့ဒါမှမဟုတ်ဘဲနဲ့ငါ့ကို content plan ဆွဲပြီးငါ့ကို social media plan ဆွဲ strategy ဆွဲပြီးငါ့ကို content ရေးပြီးဆိုပြီးတော့အဲ့ဒီ AI ကဗျာအဲ့လိုလူတွေကြားမှာဖြစ်နေတဲ့ဈေးခွက်ကို data မရဘဲနဲ့တော့ဘယ်လိုလုပ်သိမှာလဲဗျာကိုယ့်ဘက်က data မထည့်ပေးဘဲနဲ့တော့ဘယ်လိုလုပ်ရေးတတ်မှာလဲဗျာသူဆိုတော့အဲ့လိုမျိုးလုပ်ငန်းအသစ်တွေအနေနဲ့အဲ့လို AI တွေနဲ့အဲ့ဒီလိုမျိုး branding ယူဖို့စူးစမ်းတာအသစ်စတင်ဖို့စူးစမ်းတဲ့ဟာတွေကတော်တော်လွယ်နေတယ်ဆိုတော့အဲ့လိုမျိုးတင်တန်းတွေတက်ထားမိတယ်ဆိုလို့ရှိရင်တော့စိတ်မကောင်းဘူးအဲ့ဒါကလည်းစုံတာပေါ့ပတ်စံဆိုတော့ကျွန်တော်တို့ကလှုပ်လို့မရဘူးအဲ့လိုမျိုးကြီးမလှုပ်ကြပါနဲ့လို့ပဲပြောချင်ပါတယ်ဆိုတော့လုံရင်ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကပဲထိကြိုက်တယ်ဥပမာကိုယ့်ရဲ့ပြိုင်ဘက်ကသူ့ဟာသူစနစ်တကျသူဖွဲ့စည်းထားတဲ့ team လေးတစ်ခုနဲ့စနစ်တကျ content writer စနစ်တကျ designer စနစ်တကျ strategy ဘိုင်းဆိုင်ရာချပြီးတော့ media buyer တွေဘိုင်းနဲ့တေချာသွားနေတဲ့အချိန်မှာကိုယ့်ရဲ့လုပ်ငန်းကြီးကအခုစလိုက်တာနဲ့အဲ့လိုမျိုးကြီးဖြစ်နေမယ်ဆိုလို့ရှိရင်ဘလို့မှအဆင်မပြေဘူးပြိုင်ဘက်ကိုရှင်ဖို့အဆင်မပြေဘူးဗျာမြင်ရတွေ့ရလဲအဆင်မပြေဘူးဈေးကွက်ထဲမှာလည်းကြည်ရဈေးကွက်ထဲမှာနေရာတစ်ခုရလာဖို့အတွက်ကအခက်ခဲတယ်ဗျာဆိုတော့ဒီပြောချင်တဲ့အချုပ်ကတော့ဒါပါပဲဆိုတော့ကျွန်တော်လုပ်ငန်းအသစ်တစ်ခုစရတော့မယ်ဆိုလို့ရှိရင်နံပါတ်1က consistency ရှိဖို့လိုတယ် consistency ဆိုတာကကျွန်တော်တို့ကစိတ်ရှည်ဖို့လဲလိုတဲ့ဒီနေ့တစ်လလောက်လိုက်တာနဲ့နောက်ဒီရက်ချင်းအဲ့လို result ကမရနိုင်ဘူးပြီးရင်နောက်တစ်ခုကကျရင် creative ကိုအဲ့လိုဆက်ချင်းလုပ်ငန်းတွေအနေနဲ့မှားတတ်တာငါတို့ကအခုမှစတဲ့လုပ်ငန်းပဲလုံးဝအမှားမခံဘူးခဏပြန်ဇန်းဆိုပြီးတော့အဲ့လို creative အပိုင်းကိုခဏ feedback ပေးရမျိုးကျွန်တော်တို့ကရှောင်ဖို့လိုတယ်စမ်းကြည့်လိုက်မှားတာရှိလိမ့်မယ်ပြီးရင်ပြန်လုပ်
ပြီးတော့မှနောက်တစ်ခုပေါ့နော်ပြီးရင်နောက်တစ်ခါကျရင်ကျွန်တော်တို့က freelancer တွေတို့ပြီးရင်အစုံတော့ in house တွေတို့အဲ့လိုမျိုးခေါ်ပြီးတော့အဲ့လိုမျိုးဗျာခိုင်းဖို့အကုန်လုံးအဲ့လိုတစ်ခုတည်းကို professional အားလုံးလောက်ကြရဲစုပြီးလောက်ကြရဲအလုပ်ကိုဗျာအဲ့လိုတယောက်တည်းကိုခိုင်းဖို့အဲ့လိုလုံးဝမလုပ်သင့်ဘူးပြီးနောက်တစ်ခုကကျရင်နံပါတ်4အချက်ကကျရင်ကျွန်တော်တို့ကဒီ marketing communication marketing communication creative briefing တွေပြီးရင် social media strategy တွေ buyer persona တွေဒီ content plan တွေအဲ့ဒါတွေလုံးဝမထုတ်ထားဘဲနဲ့ကျွန်တော်တို့ကနေပြီးတော့ဒီမထုတ်ထားဘဲနဲ့ဘယ်လိုပြောမလဲမထုတ်ထားဘဲနဲ့ကျွန်တော်တို့လုပ်တဲ့ဟာမျိုးပေါ့မလုပ်တဲ့ strategy မရှိဘဲနဲ့ကျွန်တော်တို့ကလုံးဝမလုပ်သင့်ဘူးအဲ့ဒါမျိုးကလည်းမစသင့်ဘူးဥပမာကို့မှာ strategy ကင်ထားလို့freelancer တွေကိုပတ်ခိုင်းနေတာတမျိုးဗျာ strategy လည်းမရှိဘူးကိုကအဲ့လိုပေါ်ချောင်းကောင်အဲ့လိုမျိုးတယောက်တည်းပဲအကုန်လုပ်ခိုင်းမယ်ဆိုရင်အဲ့ဒါသွားပြီဗျာဆိုတော့နံပါတ်5အချက်ကကျရင်ကျွန်တော်တို့ကဒီ AI ကအရာမဟုတ်ဘူး AI က professional တွေကိုအထောက်အကူပြုတဲ့အဆင့်လောက်ပဲရှိသေးတယ်ဆိုတော့အရာကိုလုပ်ငန်းကြီးတစ်ခုလုံးကိုကျွန်တော်တို့ကAI နဲ့တိစောက်ပြီးတော့ကျွန်တော် digital marketing အကြောင်းအရာကြီးတစ်ခုလုံး AI ကိုအကုန်လုံးပစ်ခိုင်းပြီးတော့အဲ့လိုမျိုးတွေရှောက်လုပ်နေတာတွေကကျွန်တော်တို့အဲ့ဒါကတော့တကယ်အားကြရင်ဈေးမိတယ်ဗျာဆိုတော့ဒါပါပဲဗျဒါပါပဲဆိုတော့ကျွန်တော်အဲ့ဒီအချက်5ချက်လေးတွေကိုသတိထားမိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အထောက်အကူတစ်ခုဖြစ်မှာပါဆိုတော့မလုတ်တဲ့ဟာတွေပဲပြောနေလို့လုတ်တဲ့ဟာဘာလုတ်တင်လဲပေါ့ဘာလို့တင်လဲဆိုတော့အကြောင်းအရာတွေမပြောဘူးလဲဖြစ်မှာဆိုလို့နောက်ရက်တွေကြလို့ရှိရင်တော့ကျွန်တော်တို့ဘယ်ဟာဆိုလို့ရှိရင်ဘယ်လိုလုပ်တင်လဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်